မင်္ဂလာပါဒီနေ့ကပေါ့ပပလေးစကားပြောချင်လို့ပါတခါမှဒီလိုမျိုးမတင်ဘူးပေါ့နော်မတင်တာလည်းကြာပြီဆိုတော့ဒီဘယ်သူမှလည်းဗီဒီယိုတိတ်မကြည့်ပိတ်ကလည်းပိတ်တောင်ဖြစ်ကုန်ပြီ YouTube အကောင့်လည်းသူသိမှများတော့လေဘယ်သူမှတော့ကြည့်မယ်လို့တော့မတင်ဒါပေမဲ့ဘယ်လိုပြောမှဂျပန်နိုင်ငံကိုလာချင်တဲ့ညီငယ်ညီမလေးတွေရှိရင်စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်တဲ့အချက်ပေါ့နော်အဲ့ဒါလေးတွေကိုပြောချင်တယ်ကပါလဲဆိုတော့ဂျပန်နိုင်ငံကလေဘယ်လိုဖြစ်လဲဆိုတော့အရင်အဆင်ပြေတယ်နေရထိုင်ရတာဘယ်လိုပြောမှလမ်းပန်းဆက်သွယ်ရေးလည်းအဆင်ပြေတယ်ဝန်ဆောင်မှုလည်းအရင်ကောင်းတယ်အစားအသောက်လည်းရတာရှိတယ်စိတ်လည်းစိတ်ချရတယ်ပေါ့နော်ဒီမြန်မာပြည်သက်ဆိုင်ရင်နေရထိုင်ရတာစိတ်ချရတယ်ရထားတွေဆိုလည်းအချိန်မှန်ပေါ့နော်ဒီ7ကျော်လောက်ထိရှိတယ်တချို့နေရာကတော့7ည12နာရီထိပဲရှိတယ်ပေါ့နော်ဆိုအစအရေးရအဆင်ပြေတယ်ရန်လည်းလာတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့သူ့ရဲ့ဒီအားနည်းချက်လို့ပြောမလားဒီအမတို့ကြောင့်နိုင်ငံခြားသားဆိုလေဂျပန်နိုင်ငံမှာနေလို့ရှိရင်ဘယ်လိုပြောမလဲအလောက်ကလွယ်ပြီးတော့တငယ်ချင်းနဲ့မရှိအတိုင်းဝိုင်းအမဆိုပို့ဆိုးတာပေါ့ဂျပန်မှာတငယ်ချင်းနဲ့မရှိဘဲနဲ့ကိုယ့်တယောက်တည်းလာခဲ့တာဆိုတော့လေအဲ့လိုဆိုဘာဖြစ်လဲဆိုအရန်ကိုအထီးကျန်တာအရန်အထီးကျန်တော့ဘယ်လိုဖြစ်လဲဆိုစိတ်ပိုင်းဆိုင်ရာကအရန်အထီးကျန်ရင်မကောင်းဆိုတော့ဘယ်လိုပြောမှနေရထိုင်ရတာမပြောဘူးအလောက်ကအစင်မပြေပို့ဆိုးတာပေါ့နော်အလုံးနဲ့အိမ်အထီးကလည်းကြံဘသူနဲ့မှလည်းစကားပြောစရာမလိုအလောက်ကလည်းစကားလူတွေနဲ့ဆက်ဆံရတဲ့အလုပ်ဆိုတမျိုးဒါပေမဲ့အရင်လောက်ခဲ့တဲ့အလောက်ကလူတွေနဲ့လည်းဆက်ဆံစရာမလိုတော့လေအဲ့လိုဆိုစိတ်ပန်းဆိုင်ရာတော်တော်လေးကိုခက်ခဲတယ်ပေါ့နော်ခက်ခဲတာကိုအခုညီမလေးတွေလည်းဂျပန်လာမယ်ဆိုအဲ့ဒီရဲ့အတွက်စိတ်ပိုင်းဆိုင်ရာပေါ့နော်ဂျပန်အစားတော့အမလည်းဂျပန်ရောက်လာလို့ရှိရင်ဒီလိုတွေကြုံရမယ်ဆိုတော့မသိခဲ့ဘူးခက်ခဲမှပဲပေါ့နော်အလုပ်အခက်ခဲလောက်ပဲထင်တာတကယ်တော့ကိုနေထိုင်ကြည့်မှဒီဂျပန်ရဲ့လူနေမှုအတိုင်းဝိုင်းနဲ့တဟဆတာဖြစ်ဖို့ပေါ့နော်ဒီလိုအထီးကျန်လည်းနေတတ်ဖို့ဆိုအရန်ရုံစူးစမ်းပြီးတော့နေထိုင်ရတယ်တခြားလူကတယောက်တည်းနေထိုင်တတ်ရင်တော့တမျိုးပေါ့နော်ဘယ်လောက်ပဲ introvert ဖြစ်ပေါ့နော်တယောက်ဘယ်လောက်ပဲတယောက်တည်းအေးဆေးနေတတ်တယ်ဖြစ်အမြဲတမ်းအထီးကျန်နေရင်တော့စိတ်ပိုင်းဆိုင်ရာဒါကတော့ဖြစ်လာတာပေါ့နော်ခက်ခဲတာတွေအထီးကျန်တာတွေဖြစ်လာတယ်လူဆိုတဲ့အမျိုးပေါ့နော်အမတို့လူသားဆိုတဲ့အမျိုးကအတိုင်းဝန်းနဲ့မိသားစုနဲ့မြစ်တာတရားနဲ့နည်းနည်းထွေးနေရမှာပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကြုံလာခဲ့ရင်ပေါ့နော်ဘယ်လိုလုပ်ရမလဲပေါ့နော်ဆိုတော့အမကျတော့ရောက်ခါစားမသိဘူးကိုခက်ခဲပဲဖြတ်တန်းတယ်ပေါ့နော်ဖုံးတွေသုံးတယ်မလိုလားအပ်ပဲနဲ့အလကားအချိန်ကုန်တယ်ပေါ့နော်အခုခေတ်ကလည်းဖုံးကလည်းကြည့်တာအရင်ဆွဲတာဆိုတော့လေအဲ့လိုဆိုတော့အမအကြံပေးရှင်တာဒီညီမလေးတွေပေါ့နော်ညီလေးတွေမောင်လေးတွေပဲဖြစ်ပေါ့နော်ရောက်လာခဲ့ရင်ဘာလုပ်ရမှာလဲဆိုတော့ကိုကဒီလိုပေါ့နော်ကိုဘယ်လိုပတ်ဝန်းကျင်ရောက်မှလဲကိုတငယ်ချင်းအတိုင်းဝိုင်းရှိလားပေါ့နော်အဲ့ဒါကိုကြိုပြီးတော့တည်မလားအဆက်တွေပေါ့နော်ကိုရဲ့အတိုင်းဝိုင်း community ကိုကြိုပြီးတော့တိဆောက်ထားနိုင်လို့ရှင်တိဆောက်တာအဲ့လိုမှမဟုတ်ကိုကဘယ်လိုပဲဖြစ်ဂျပန်နိုင်ငံရောက်လာတယ်ဆိုရင်ဘယ်လိုမျိုးဖြတ်တန်းတယ်လဲပေါ့နော်အမအချံပေးရှင်တာကတော့အပြင်ထွက်ပေါ့နော်ပိတ်ရက်တွေဆိုရင်ကိုကအမြဲတမ်းရောက်ကစားအမဆိုလဲအပြင်ထွက်ဖို့ပေါ့နော်ပတ်စံရွှေတာတွေဘာတွေဖြစ်ခဲ့တယ်တကယ်တမ်းတော့အားတွေကဘယ်လိုပြောမှအလက်လန်းစင်ပေါ့နော်သုံးတင်တာစုတင်တာစုအဲ့လိုတော့အကြံပေးရှင်တယ်ဒါကြောင့်မလို့ပိတ်ရက်တွေဆိုရင်ကိုကဒီငရွယ်နှုတ်ပြမှုကပြန်မရောက်လေနော်ဆိုတော့ကိုလေရှင်တဲ့နေရာကိုဝါတနာလိုက်စားချင်တဲ့အရာအဲ့လိုနေရာတွေမှာအချိန်ကုန်အားမှာကိုကနေ့ရက်တိုင်းချစ်ဆက်ရတာပို့ပြီးတော့အားရှိတယ်ပေါ့နော်ဝါတနာဆိုတာကလည်းတရားနဲ့တရားမတူဘူးပေါ့နော်ယောဂဖြစ်ရှင်ဖြစ်မယ်လေ့ကျင့်ခန်းဖြစ်ရှင်ဖြစ်မယ်အပြေးပြန်တာဖြစ်ရှင်မယ်တခြင်းဆိုတာဖြစ်ရှင်ဖြစ်မယ်အားကစားတစ်ခုပေါ့နော်စက်တောင်ရိုက်တာရှိမယ်ပေါ့နော်အမျိုးရှိတယ်တရားနဲ့တရားမတူစာဖတ်တာရှိမယ်ခရီးသွားတာရှိမယ်အဲ့လိုပေါ့နော်ဒီကိုပျော်မဲ့အရာတစ်ခုပေါ့နော်လုပ်နေဖို့အကြံပေးတယ်ဒါမှမဟုတ် community ပေါ့နော်ကိုရောက်တဲ့နေရာမှာမြန်မာတွေရှိလားပေါ့နော်ဟိုမှာဒီအမတော့ဒီမြန်မာတွေနဲ့အတိုင်းဝိုင်းတွေနဲ့တွေ့တယ်တငယ်ချင်းတွေနဲ့တွေ့တယ်ဆိုရင်မဲ့အမတငယ်ချင်းကလည်းနေတော့လေအဆက်အသွယ်ရှိတယ်ဆိုရင်မဲ့ဒီတချို့ကျတော့ဒီ application သုံးတာတော့ပေါ့နော်ဂျပန်ခိုင်ဝဂျပန်စကားတက်ချင်လို့ဂျပန် community ပေါ့ဒါမှမဟုတ် English စကားတက်ချင်လို့ရှိရင် English community ပေါ့နော်အဲ့ဒါတွေအမစမ်းတက်တော့မလုပ်ကြည့်ဘူးအကယ်လို့အဲ့လိုပေါ့နော်ကိုကအရန်ထိကြတယ်တယောက်တည်းအဲ့လိုမျိုးဆိုရင်လည်းအဲ့လိုလုပ်လို့ရတယ်ပေါ့နော်ပြောချင်တာကအဲ့လိုမျိုးစက်ပိုင်းဆိုင်ရာကြိုတင်ပြီးတော့ပြင်ဆင်ပြီးတော့ရောက်လာပြီးဆိုရင်ကိုကဒီတစ်ခါတလေပေါ့နော်အထီးကျန်တယ်ဒါပေမဲ့ကိုဘွားကအလောက်ကအစင်မပြေဘူးတက်လန်အတွက်လည်းစဉ်းစားရသေးတယ်ဆိုရင်တော့ဒီပေါ့နော်တပတ်တစ်ချိန်လောက်ပဲဖြစ်လေဆရာရှိရလေဒါမှမဟုတ်တပတ်တစ်ချိန်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ဒီအကြိုက်
ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်ကိုယ်ခံစားချက်ပုံမူတည်ပြီးတော့ကိုအားတဲ့အချိန်မှာဘယ်လိုအချိန်သုံးမလဲပေါ့နော်တစ်ဖက်မှာလည်းကိုကဒီအလုပ်ကိုမကြိုက်ဘူးဆိုရင်လည်းအလုပ်ပြောင်းရှင်လာပေါ့နော်အလုပ်ပြောင်းရှင်အရင်ဆုံးကတော့ဘာသာစကားပေါ့နော်ဂျပန်နိုင်ငံဖြစ်တဲ့အတွက်ဂျပန်စကားကိုကျွမ်းကျင်နေအောင်တတ်ဖို့ပေါ့နော်အဲ့ဒါလုပ်ရမယ်ပြီးတော့ဒီကိုကထပ်ပြီးတော့ပေါ့နော်အမြင့်မှန်းထားတဲ့ကိုယ့်ရဲ့ဒီအရေးချင်းတွေကိုတိထက်မကပိုကောင်းတဲ့နေရာရောက်ချင်တယ်ကိုကဒီဘွက်တစ်ခုခုပေါ့နော်ဤပညာဘွက်တစ်ခုဘာဖြစ်ပေါ့နော်တစ်ခုခုအဲ့လိုကဲဒီလမ်းကြောင်းဖောက်ချင်နေဆိုရင်တော့ဒီနိုင်ငံခြားကုမ္ပဏီလုပ်ရှင်နေဆိုရင်တော့အင်္ဂလိပ်စကားလိုအပ်တယ်ပေါ့နော်မြန်မာပြည်မှာဆိုရင်တော့တချို့တွေကြတော့ပေါ့နော်အခုတော့မသိအမရောက်ကစောင်းတော့ဆိုရင်ဂျပန်စကားမလိုဘူးပေါ့နော်ဂျပန်စကားပြောစရာမလိုဘူးဂျပန်စကားပြောစရာမလိုတော့ဖြစ်ကုန်ပြီအင်္ဂလိပ်စကားမလိုဘူးပေါ့နော်ဂျပန်နိုင်ငံကဂျပန်စကားအဓိကပေါ့နော်အဲ့လိုဆိုအင်္ဂလိပ်စာပြစ်ထားသူလိုမျိုးဖြစ်သွားတယ်တကယ်တမ်းတော့ကိုကအရေးရှင်းရှိတယ်ပေါ့နော်ကိုကတကယ်သွားချင်တယ်ဆိုအင်္ဂလိပ်စကားလိုအပ်တယ်ပေါ့နော်နိုင်ငံခြားကုမ္ပဏီတွေဒါမှမဟုတ်ဒီနိုင်ငံခြားသားနဲ့ဆက်ဆံရတဲ့အလုပ်တွေမှာဆိုရင်အင်္ဂလိပ်စကားလိုအပ်တယ်ပေါ့နော်အရေးကြီးဆုံးကတော့ဂျပန်စကားကျွမ်းကျင်အောင်တတ်ဖို့လိုတယ်ပြီးရင်ကိုအလုပ်နဲ့ဆိုင်တဲ့အရေးချင်းပေါ့နော်ပြီးတော့ကိုက global company သွားချင်တယ်ဆိုရင်အဲ့ဒီရဲ့ဒီအင်္ဂလိပ်စာပေါ့နော်ပြီးတော့အမအင်္ဂလိပ်စာဘယ်လိုဖြေလဲဆိုတာနောက်ကျရင်ဗီဒီယိုလုပ်ပြီးတော့ပြောရမှာဖြစ်တယ်ဒီနေ့ကတော့ဘာရမဟုတ်ပေါ့နော်ကိုကဒီလိုမျိုးပေါ့နော်ဂျပန်ရောက်တော့ဒီလိုလူနေဘဝကြုံရတယ်ဆိုတာပြောပြတာနောက်ဆုံးကိုပြောပြမယ်ဆိုရင်အမဆိုလေဂျပန်မှာနေတာခုဆိုရင်9နှစ်မြောက်ပေါ့နော်အမအိမ်ဘေးမှာဘသူတခါမှဒီအခုနေတဲ့အိမ်ပေါ့နော်အိမ်ဘေးမှာနေတာမသိဘသူမှမသိတခါမှလည်းအပြင်သွားမတွေ့အဲ့လိုဆိုတော့လေအိမ်ဘေးမှာဘသူရှိနေလဲမသိအမတို့မြန်မာအတိုင်းဝိုင်းဆိုအိမ်ဘေးပေါ့နော်အမကနေမှာနေခဲ့တော့လေအိမ်ဘေးမှာသူတို့ဘာဟင်းချက်လဲတဲ့မှာအိမ်ရှစ်ဖြစ်သွားရင်လည်းဘယ်တော့ကြောက်မှလဲပေါ့နော်တည်ရမလားအစင်ပြေလားအလုပ်အရန်စူးစမ်းတယ်နော်စတဲ့ဖြစ်ပေါ့နော်ဒီစကား small talk ပေါ့နော်အဲ့လိုစကားစမီပြောတာရှိဒီမှာကြောက်အဲ့လိုမရှိယထာပုံမှာဆိုရင်လည်းအကုန်လုံးကလူကတည်ရမလားသူကသူပဲယထာပုံမှာနော်သူများဒီစက်အနောက်ချက်မဖြစ်ဖို့စကားမပြောတာတော့ကောင်းပါတယ်ဒါပေမဲ့လုံးဝအချစ်ရှင်သာမဆိုင်ပေါ့နော်ဈေးဝယ်တပြီဆိုရင်အမားတို့ဆိုဈေးတဲ့စကားပြောလိုက်တာပဲနှုတ်ဆက်လိုက်တာပဲပေါ့နော်အဲ့လိုမျိုးအချစ်ရှင်သာမဆိုင်ပေါ့နော်အဲ့လိုတွေရှိတယ်ပြီးတော့နောက်ထပ်ပါလဲဆိုရင်အရင်နေခဲ့တဲ့ဒီတိုဂျိုမှာပဲပေါ့နော်အမနေတာအိမ်မှာဆိုရင်လည်းဘသူနေမှန်းပါမသိဘူးဒါပေမဲ့တစ်ခါတလေပေါ့နော်ချာချာပါပါတွေ့လို့ရှိရင်ပေါ့နော်အဲ့လိုမျိုးခက်တီတော့မနေဘူးပေါ့နော်နှုတ်ဆက်လိုက်တယ်ခုနှစ်ရှိဝါပေါ့မင်္ဂလာပါအဲ့တလောက်တော့နှုတ်ဆက်တယ်ဒါပေမဲ့ရှားတွေတွေ့တာပေါ့နော်ဒါကြောင့်မလို့ကိုကဂျပန်လာမယ်ဆိုရင်ပေါ့နော်ဒီစိတ်ထဲမှာပေါ့နော်အဲ့အားလေးတွေကိုကတိထားလို့ရှိရင်ကိုကဘယ်လိုဖြတ်တမ်းမလဲပေါ့နော်စာအုပ်ဖတ်မလားအဲ့အချိန်လေးကိုပေါ့နော်ကိုပိုင်းစိတ်ပိုင်းဆိုင်ရာလည်းအရင်ရေးကြည့်တော့လေဘယ်လိုပြောမှအမတို့ဒီအကုန်လုံးလူအမထင်တာပေါ့နော်လူသားအလုံးတွေကဘယ်လိုပြောမှအခက်ခဲကြုံရလို့ရှိရင်ဘယ်လိုပြောမှစိတ်ထဲမှာခွန်အားရှိနေလေအဲ့အခက်ခဲကကြုံဖျက်ရတာပို့ပြီးလွယ်ကူတယ်အဲ့လိုမှမဟုတ်တယ်ဘာမဟုတ်တဲ့အခက်ခဲသေးသေးလေးကိုမှကိုယ်စိတ်ကအဆင်မပြေဘူးဆိုရင်ကြုံဖျက်ရအရန်ခက်ခဲတယ်ပေါ့နော်အဲကြောင့်မလို့တခြားလူအတွက်လွယ်ကူကြုံဖျက်တယ်ဆိုမဲ့ကိုယ့်အတွက်ကအရန်ခက်ခဲလို့ဖြစ်မှာစိုးလို့ပေါ့နော်အဲကြောင့်မလို့စိတ်ပိုင်းဆိုင်ရာလေးကြားမှာဖို့ပေါ့နော်အဲ့လိုလေးတွေရှိတယ်အဲ့ဒါကိုဘာရမဟုတ်ဘူးစကားဘယ်လိုပြောမှပြောကြည့်တာပေါ့နော်တ